United ပိတ်တဲ့အလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် Kennedy ပါအဲ့တော့ဒီ David Ornstein ရဲ့ပြောကြားချက်ပေါ့နော် Cody United အသင်းရဲ့ဒီ transfer နဲ့ပတ်သက်လို့ကွင်းလင်နဲ့ပတ်သက်လို့မှသူ့ရဲ့ပြောကြားချက်လေးကိုနည်းနည်းလေး sharing ပြန်လုပ်ချင်တယ်အဲ့တော့ Cody United အသင်းဟာဆိုတော့ကွင်းလင်အသစ်လူခေါ်ယူမှုပိုင်းမှာဆိုတော့ Cody United အသင်းအနေနဲ့ဘာကိုလိုအပ်နေလဲဆိုတာကိုဒါနဲ့ပတ်သက်ပြီးတော့မှရှင်းလင်းပြသတဲ့ vision တစ်ခုကို Cody အသင်းအနေနဲ့ကရှိထားပြီးသားပါဆိုပြီးတော့ David ပြောလာခဲ့တာကိုတွေ့ရတယ်ဗျလက်ရှိ Cody United အသင်းရဲ့ရရှိထားပြီးသားဖြစ်တဲ့ကံသမားတွေရဲ့ profile တွေကိုကြည့်မယ်ဆိုတော့Kobe Minu Andre Santos မကြာမီမှာစစ်စစ်မှုတွေပြီးသွားတဲ့အခါမှာကိုရီအသင်းမှာ official ရောက်ရှိလာမှာဖြစ်တဲ့ဒီ Kaliman ဒီကံသမားတွေကိုကိုရီအသင်းရရှိထားပြီးပြီအဲ့တော့ဒီကိုရီအသင်းရဲ့ဒီကွင်းလင်မှာဆိုလို့ရှိရင်နောက်ထပ်လိုအပ်နေရဆိုလို့ရှိရင် David ရဲ့ပြောကြားချက်အရဆိုလို့ရှိရင်အပြည့်အလွှာအမောခံနိုင်ပြီးတော့မှတကွင်းလုံးကိုလွှမ်းခြုံနိုင်မဲ့အပြင်အခုရရှိထားပြီးတဲ့ကံသမားတွေရဲ့အားသာချက်အပြင်နောက်ထပ်ကဒီ ball playing နဲ့ counter ဘိုင်းကိုပုံမပြည့်စုံသွားစေမဲ့ကံသမားမျိုးကိုကိုရီ United အသင်းကအလိုရှိနေပါတယ်ဆိုပြီးတော့ David ကပြောကြားသွားတဲ့David ပြောကြားသွားခဲ့တာကိုတွေ့ရပါတယ်ဒီနေရာမျိုးမှာကြည့်ရမယ်ဆိုလို့ရှိရင်ကိုရီအသင်းကနောက်ထပ်ပြစ်မှတ်ထားတဲ့ကံသမား၄ဦးရှိနေပါတယ် Carlos Baleba Ethan Wharton Manu Kone Alex Scott ဒီ၄ယောက်ရှိနေအောင်ပဲဒီထဲမှာကိုရီအသင်းကတကယ်လိုချင်တဲ့သူကိုပြန်ပြီးရွေးထုတ်ရမယ်ဆိုရင်ညီကိုတို့2ယောက်ပဲရှိမယ် Manu Kone နဲ့ Carlos Baleba ကိုရီအသင်းကအဓိကလိုအပ်ချက်အခု David Ornstein ရဲ့ပြောကြားချက်အရဆိုလို့ရှိရင်ဒီထဲမှာ Manu Kone နဲ့ Carlos Baleba ဒီ2ယောက်ကိုရွေးချယ်ရမယ်ဆိုရင်တော့ဖြစ်ညီကိုတို့Manu Kone က injury ကြောင့်ကိုရီအသင်းကစိတ်ပူရမယ့်အနေအထားမှာရှိတယ်ဒါကြောင့်မလို့ Manu Kone ကိုလေကိုရီအသင်းကစိတ်ဝင်စားတယ်ဆိုရင်မင်းတို့တကယ်ကြိုးပမ်းမယ့်အနေအထားမှာမရှိဘူးအဲ့တော့နောက်ဆုံးကျွန်တော်တို့ United အသင်းအနေနဲ့ကဒီကွင်းလယ်အတွက်အဓိကလိုအပ်နေတဲ့ကိုရီအသင်းကအဓိကလိုအပ်နေတဲ့အပြည့်အလွှာအမောခံပြီးတော့မှတကွင်းလုံးကိုမှွေနှောက်ပြီးကစားမဲ့လူမျိုးကိုကြည့်ရမယ်ဆိုတော့ Carlos Baleba ပဲရှိမယ်ဘာလို့ဆိုတော့ Carlos Baleba ဆိုတာကလည်းပြီးခဲ့တဲ့နွေရာသီမှာတဲကပုံကိုရေးပိုင်းဆိုင်ရာသဘောတူညီမှုရရှိထားပြီးသားဖြစ်တယ်ကစားသမားကိုယ်တိုင်ကလည်းအခုချိန်ထိ United အသင်းကိုပြောင်းရွှေ့ဖို့အတွက်ဆန္ဒရှိနေရဆိုတဲ့အနေအထားမျိုးမှာကိုရီအသင်းကလိုအပ်နေတဲ့ပုံစံမျိုးထဲမှာအဓိကပါဝင်နေတဲ့ Carlos Baleba ပဲဖြစ်လာနိုင်ဖို့အတွက်ရာဂိုင်နှုန်းများနေတဲ့အနေအထားမျိုးပါအဲ့တော့ညီကိုတို့ကိုရီ United အသင်းရဲ့ဒီနွေမှာနောက်ဆုံးကွင်းလယ်အတွက်ခေါ်ယူမှုက Carlos Baleba ပဲဖြစ်လာမယ်ဆိုလို့ရှိရင်ညီကိုတို့ဘယ်လိုမြင်နေရှိကြလဲ Carlos Baleba ရဲ့စွမ်းဆောင်ရည်ကိုပြီးခဲ့တဲ့ရာသီကိုပဲကြည့်မယ်ဆိုတော့အဓိကတော့တော်တော်လေးကိုအဆင်မပြေဘူးဒါပေမဲ့လို့ကစားသမားကိုယ်တိုင်ကကိုရီအသင်းကိုလာခြင်းခဲ့တယ်ဒီအနေထားကိုကြည့်ရမယ်ဆိုတော့ကျွန်တော်ကတော့အဆင်ပြေလာနိုင်မယ်လို့တော့ထင်တယ်အခုလက်ရှိ David Ornstein ရဲ့ပြောကြားချက်အရဆိုလို့ရှိရင်ကိုရီအသင်းရဲ့အဓိကလိုအပ်ချက်အဓိကကိုက်ညီမဲ့ကစားသမားမျိုးအကုန်လုံးပြန်ခြုံပြီးကြည့်မယ်ဆိုရင်တော့ဖြစ် Carlos Baleba ဟာဆိုရင်တော့ဖြစ်ကိုရီအသင်းရဲ့အဓိကအခုနောက်ဆုံးခေါ်ယူမှုကွင်းလယ်မှာ Carlos Baleba ကနောက်ဆုံးခေါ်ယူမှုကွင်းလယ်အတွက်ဖြစ်လာမဲ့ကစားသမားမျိုးဖြစ်နေပါတယ်အဲ့တော့ညီတို့ဘယ်လိုမြင်နေရှိကြလဲ Carlos Baleba ဆိုလို့ရှိရင် comment မှာဝင်ရောက်ဆွေးနွေးပြလို့ရပါတယ်အားပေးသူတယောက်ချင်းတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျ